ဒါကတော့စီလုံလမ်းမကြီးပါအရှိမလည်းဘတ်စကားတွေအများကြီးပြေးနေပါတယ်အဲဒီစီလုံလမ်းမကြီးရဲ့မြင်းချင်းဆိုင်ဘက်မှာရှိပါတယ်ဟိုတယ်နာမည်လေးကတော့စီလုံ village ခင်းပါဒါလေးကတော့ reservation ဒီဘက်ဘေးနားမှာတော့သူတို့ကိုးကွယ်တဲ့ဥစ္စာတွေရှိတာပေါ့နော်ဒီကတော့အောက်က restaurant တွေပါဒါလေးကတော့စီလုံလမ်းမကြီးပေါ့နော်စီကားတဲ့လမ်းမကြီးမှာသူကဘေးနားမှာဆိုင်ကန်းနေလည်းရှိတယ်စပါးတွေလည်းရှိတယ်ပေါ့နော်စားတောက်ဆိုင်တွေကလည်းဒီအရှိတစ်သွားလို့ဆိုလို့ရှိရင်အဲ့ဒီမှာဈေးလမ်းလေးရှိတယ်အဲ့ဒီဈေးလမ်းမှာလည်းစားတောက်ဆိုင်အစုံရှိပါတယ်ဒါကဒုတိယတက်ကနေပြီးတော့ဒီမှာသူကစားတောက်ဆိုင်အောက်မှာစားတောက်ဆိုင်ရှိတယ်ပြီးလို့ရှိရင်ဟိုဘက်တွေမှာလည်းရှိတယ်အခုခန်းလေးကတော့217ပေါ့နော်ဒီခန်းလေးတွေဝင်လိုက်တယ်ဆိုရင်ဘယ်လိုမျိုးရှိမယ်ဒါဖုန်းအားသွင်းတဲ့နေရာရှိမယ်ပြီးလို့ရှိရင်ဒီမှာ TV ပါမယ်ဒါလေးပါမယ်အင်းကြီးချိတ်တဲ့ဟာလေးပါမယ်ပြီးလို့ရှိရင် toilet ဒီပုံစံလေးပါ